ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်နဲ့ဘိုးကော်မတီဝင်တယောက်ကိုစစ်ကောင်စီကဇန်နဝါရီလ17ရက်နေ့ညနေကဖမ်းဆီးစစ်ဆေးနေတယ်လို့ပါတီဝင်တွေစီကသိရပါတယ်။ဒေါ်သက်သက်ခိုင်ကိုမနေ့ကညနေ6နာရီခွဲကစမ်းချောင်းမြို့နယ်ဓမ္မစေတီလမ်းရှိသူ့ရဲ့နေအိမ်မှာစစ်တပ်ကလာရောက်ဖမ်းဆီးခဲ့ပြီးဘိုးကော်မတီဝင်တယောက်ကိုလည်းထပ်မံဖမ်းဆီးခဲ့တယ်လို့ပါတီဝင်တယောက်ကပြောဆိုခဲ့ပါတယ်။အဖမ်းခံရတဲ့သတင်းကမှန်ပါတယ်။ဘာကြောင့်ဖမ်းလဲဆိုတာပဲအတိအကျမသိရသေးတာမနေ့ကညနေစစ်တပ်ကဗိုလ်မှူးကြီး2ယောက်ဦးဆောင်ပြီးအင်အား20လောက်ရှိတဲ့လာဖမ်းတာအဖမ်းခံရတဲ့အထက်မှာဘိုးကော်မတီဝင်တယောက်လည်းပါသွားပါတယ်။2025ရွေးကောက်ပွဲမှာဒေါ်သက်သက်ခိုင်အနေနဲ့ရန်ကုန်တိုင်းရွေးကောက်ပွဲမဲဆန္ဒနယ်အမှတ်2ကနေအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်မှုစီစဉ်ခဲ့ပေမယ့်ငွေကြေးရှုပ်ရှင်းကြောင်းစစ်တပ်ကနိုဝင်ဘာ25မှာကိုယ်စားလှယ်လောင်းဖြစ်ကနေရုပ်သိမ်းခဲ့ပါတယ်။စစ်အုပ်စုကပြုလုပ်တဲ့2025ရွေးကောက်ပွဲမှာပြည်သူ့ရှေ့ဆောင်ပါတီကပြည်သူ့လွှတ်တော်193နေရာမြို့သားလွှတ်တော်145နေရာတိုင်းဒေသကြီးလွှတ်တော်320နေရာနဲ့တိုင်းဒေသလူမျိုးစုလွှတ်တော်14နေရာစုစုပေါင်း682နေရာဝင်ပြိုင်ခဲ့ပေမယ့်ပထမပိုင်းနဲ့ဒုတိယပိုင်းအပြီးအထိအနိုင်ရတဲ့ကိုယ်စားလှယ်မရှိသေးပါဘူး2020ရွေးကောက်ပွဲတုန်းကလည်းပြည်သူ့ရှေ့ဆောင်ပါတီကပြည်내နဲ့တိုင်း17ခုမှာကိုယ်စားလှယ်ပေါင်း230ကျော်ဝေဖန်ခဲ့ပေမယ့်တနေရာမှအနိုင်မရခဲ့ပါဘူး2014ခုနှစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုချဉ်ကပ်ခါပါတီဝင်ခဲ့ပြီး2015ခုနှစ်ရွေးကောက်ပွဲမှာဒဂုံမြို့နယ်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေဖြင့်ဝင်ပြိုင်ရင်အနိုင်ရခဲ့တဲ့ဒေါ်သက်သက်ခိုင်ဟာ NLD ပါတီကထုတ်ပယ်ခံရပြီးနောက်2019ခုနှစ်မှာပြည်သူ့ရှေ့ဆောင်ပါတီကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်စစ်ကောင်းဆောင်ကဒေါ်သက်သက်ခိုင်ကိုလူကယ်ပြန်ဝန်ကြီးနဲ့ဟိုတယ်ခီးသွွားဝန်ကြီးအဖြစ်ခန့်အပ်ခဲ့ပြီး2025ခုနှစ်ဇန်နဝါရီလမှာတာဝန်ကနေအနားပေးခဲ့တာဖြစ်ပါတယ်။ဆိုလို့ရှိရင်ကျမကိုလှောင်ထားတဲ့လူတွေလည်းရှိတာပေါ့လေ။ဒီမှာဘာလဲဆို USDP နဲ့ PPP ဘာတူလဲဆိုဘောမာတာတူတယ်လို့ပြောတာဖြစ်ပါတယ်ရှင်။ဆိုလို့ရှိရင်ကျမကပေါ့နော်ဟိုအချုပ်ချာအာဏာပိုင်တဲ့နိုင်ငံတိုင်းမှာတပ်မတော်ဆိုတာအချုပ်ချာအာဏာကိုစောင့်ထိန်တဲ့တပ်မတော်ဆိုတာရှိကိုရှိရပါတယ်။ဆိုတပ်မတော်ကိုကျမတို့ကတပ်မတော်လို့အတိမပြုတာကိုပြီးလို့ရှိရင်ရပ်ဖက်တပ်ဖက်ဆက်ဆံရေးကိုကျမတို့လက်ခံတာပေါ့နော်အားပေးတာအတူတူပူးပေါင်းဆောင်ရွက်မယ်အတူတူလက်တွဲပြီးဆောင်ရွက်မယ်တိုင်းပြည်တည်ဆောက်တဲ့နေရာမှာဆိုလို့ရှိရင်အစိုးရနဲ့ပြည်သူနဲ့လက်တွဲပူးပေါင်းဆောင်ရွက်မယ်အစိုးရဆိုတဲ့အထက်မှာတပ်မတော်လည်းပါတယ်လို့ရဲတပ်ဖွဲ့လည်းပါတယ်ပေါ့နော်စသဖြင့်ဒီလိုတွေလည်းပါတော့ဒီလိုပူးပေါင်းဆောင်ရွက်မှာပဲတိုင်းပြည်တစ်ခုကအောင်မြင်တာဖြစ်ပါတယ်ရှင့်အဲ့ဒါကိုပဲဘောမတယ်လို့ပြောတယ်ဆိုလဲဘောမတယ်ပေါ့နော်ဆိုလို့ရှိရင်ကျမအငင်းမပွားလို့ပါဘူးဆိုလို့ရှိရင်